你们也路买起那屋来呗，比么多好了。老子没有啥多，现在一年你的多少你们也，老子没有啊，把这嘞。路吧哇，阿拉别讲的呀，阿爸，别别包。Ali le di cha kaung si li de ne usno ka ja ja na na li ti ti tat tat li phit aung lo mo loတော်ကောင်းကြီးများကြီးပြောနေပါတယ်ဗျာမှန်ရလားတရားဆိုတာနာပြီးရင်မေ့မပြေရဘူးမေ့မပြေရဘူးမေ့မပြေရဘူးဓက်ကဓက်ကသတိသိပေးနေပါတယ်တော်ကောင်းကြီးများမှန်ရလားဟောတဲ့သူလည်းပဲတော်ကောင်းကြီးများကြီးအားလို့ရလို့ထိုင်ပြီးတော့တော်ကောင်းကြီးများကြီးပြောနေတာမဟုတ်ဘူးဗျာမှန်ရလားကျေးဇူးများလွန်တော်ကောင်းကြီးများမသိသေးတာတွေသိအောင်သိလာလို့ရှိရင်ပြင်ဆင်နိုင်အောင်ပြင်ဆင်လာလို့ရှိရင်ဘဝတိုးတက်ပြီးတော့ဦးဇင်းတို့လူနေတဲ့ပစ္စည်းလေးပါဆွနေငံချောင်းစေးတွေတော်ကောင်းကြီးများကြီးလူနေတဲ့တရားဓမ္မတွေကိုတရားနဲ့ကျေးဇူးဆက်ချင်လွန်းပင်ပန်းခံပြီးပြောနေပါတယ်လို့မှန်ရလားဘုရားဓမ္မတွေကလည်းရိုးရိုးသေးသေးလေးလေးစားစားမျက်မျက်နှုံးနဲ့မှတ်မှတ်သားသားနဲ့နားပြီးတော့ကျင့်ကြံကြိုးစားပွားများအားထုတ်ကြရမယ်ဆိုတာမသေးကြဘူးလားသိကြပါရဲ့ဗျာအားကြောင့်တာဝန်ကိုယ်စီရှိတဲ့တဲမှာဟောတဲ့ဘက်ကလည်းပဲတာဝန်မကြံရအောင်နားတဲ့ပုဂ္ဂိုလ်တွေဘက်ကလည်းပဲတာဝန်မကြံရအောင်နားယူဖို့မလိုအပ်ဘူးလားမှန်ပါရဲ့ဗျာကောင်းပြီတော်ကြီးများရဲ့လူဘဝအလှပြည့်ကြောင်းတရားဘယ်နှပါလဲမှန်ပါဗျာနံပါတ်1လောဘကြီးတဲ့စိတ်တယ်ဗါတယ်တော့ဟဲ့လောဘကြီးတဲ့စိတ်ပါဗျာမှန်တော့တော်ကောင်းကြီးများရဲ့လူဘဝအလှပြည့်ကြောင်းတရားတဲ့၅ပါးလေဗျာလူဘဝဘာပြည့်ကြောင်းတရား၅ပါးနံပါတ်1ကအကျေသဝမပြောတော့ဘူးလောဘနဲ့ပတ်သက်လို့မှန်ရလားမှန်ပါဗျာနံပါတ်2ကဒေါသကြီးတဲ့စိတ်တဲ့နံပါတ်2ကဒေါသကြီးတဲ့စိတ်ပါဗျာအဲ့ဒါလည်းပဲဘာပြတ်တတ်တော့အလားပြတ်တတ်တယ်နံပါတ်3ကမာနမာနကြီးတဲ့စိတ်တဲ့နံပါတ်3ကမာနကြီးတဲ့စိတ်ပါဗျာဒါလည်းပဲဘာပြတ်တတ်တယ်ဘယ်ဘဝအလားပြတ်ကောင်းစီလေးကိုပြန်မှတ်မိအောင်မှတ်ထားရတယ်တရားဓမ္မများရဲ့မှန်လားဒီလိုပြောနေတဲ့ကောင်းစီလေးကလူဘဝအလှပြည့်ကြောင်းတရားဘယ်နှပါတော့လူဘဝအလှပြည့်ကြောင်းတရားဘယ်နှပါတော့နံပါတ်1ကနံပါတ်2ကနံပါတ်3ကနံပါတ်4ကမနာလိုစိတ်များရဲ့စိတ်တဲ့ဘာလဲတော့ဟဲ့အဲ့ဒါအိတ်တာတရားပေါ့ဗျာမှန်ရလားမှန်ပါဗျာဒါလည်းပဲတော်ကောင်းကြီးများရေးဘယ်ဘဝအလှပြတ်ကြောင်းလေးရတော့ဘယ်နှမျိုးရတော့မမီစေခြင်းလို့တစ်ခေါက်ပြန်ပြောပါဦးနံပါတ်1ကလောဘကြီးတဲ့စိတ်ဒေါသကြီးတဲ့စိတ်မာနကြီးတဲ့စိတ်မနာလိုစိတ်များခြင်းနောက်တစ်ခုကဝန်တိုစိတ်များခြင်းတဲ့နောက်တစ်ခုကအလားပြည့်ကြောင်းတရားဘယ်နှပါလဲမှန်ပါဗျာဒါလေးဆိုတော့ကောင်းကြီးများကြီးကောင်းကောင်းလေးသိဖို့မလိုအပ်ဘူးလားလိုအပ်ပါတယ်ဗျာဘလောက်ပဲရုပ်ပိုင်းဆိုင်ရာတွေအလားပြင်းပြင်းစိတ်ဓာတ်ပိုင်းဆိုင်ရာကအဲ့ဒီတရားတွေချွတ်ယွန်းနေတယ်ဆိုရင်တော့ခင်ဗျားတို့ဘလောက်ပဲပြင်းမိုးထီအောင်ပြင်းအကောင်းဆုံးမိတ်ကက်ဆရာတွေနဲ့ပြင်းဆိုတော့ကောင်းကြီးများကြီးအလွန်ဆုံးလား2နာရီပေါ့အလွန်ဆုံးလား3နာရီပေါ့မှန်ရလားမှန်ပါဗျာသဘောပါရလားဒီမိတ်ကက်တွေနဲ့ဘုဒ္ဓံဖိထားပြီးမယ်လို့လည်းပဲတော်ကောင်းကြီးများဒီယုတ်ကြီးကမပေါ်လာမလားပေါ်လာမလားပေါ်လာပါဗျာသဘောပါရလားပါဗျာနာရောလေရဲ့လားလေပါဗျာအဲကြောင့်လူဘဝအလှပြည့်စေတဲ့တရားဘယ်နှပါလဲမှန်ပါဗျာမမီအောင်ပြန်ပြောပါအောင်ဗျာလောဘကြီးတဲ့စိတ်ဒေါသကြီးတဲ့စိတ်မနာလိုစိတ်ဝန်တိုစိတ်ဒီလိုလေးမှတ်လိုက်တော့ခေါ်လို့ကောင်းသွားတာပေါ့မှန်ရလားမှန်ပါဗျာပြန်ပြောပါဦးဗျာလောဘကြီးတဲ့စိတ်ဒေါသကြီးတဲ့စိတ်မာနကြီးတဲ့စိတ်မနာလိုစိတ်ဝန်တိုစိတ်ပါဗျာလောကကြီးအလှပြည့်ကြောင်းတရားလူဘဝအလှပြည့်ကြောင်းတရားဘယ်နှပါလဲမှန်ပါဗျာအဲ့ဒီ၅ပါးတခါကြီးတခါမကြီးများရဲ့တို့တခါတခါမတို့ရဲ့တဏ္ဍာမှာရှိမရှိမသူကိုယ်တိုင်သိနိုင်တော့ရှိရင်မရှိရင်ဘယ်လိုကြည့်ရမှာတော့ဒုက္ခပဲမရှိရင်မရှိအောင်လုပ်ရမှာပေါ့ဝမ်းမလာအောင်သားစီပိတ်ပင်ရမယ်ဆိုတာမသိကြဘူးလားသိကြပါရဲ့ဗျာကောင်းတဲ့တရားတွေမို့လို့လားမကောင်းတဲ့တရားတွေမို့လို့လားကောင်းတဲ့တရားတွေမို့လို့ပါဗျာကဲကောင်းပြီဆက်သွားလိုက်တော့ကောင်းကြီးများကြီးကောင်းစီလေးပြောတဲ့နေရာမှာလူနဲ့ချစ်ခင်ကြောင်းတရားဘယ်နှပါလဲ8ပါးကနန်းဆိုမှတ်မိတယ်ဒါကြမမှတ်မိဘူးခင်ဗျားတို့မလဲလေအပိုင်နာပြီးလိုက်တဲ့ကနန်းဆိုမမေ့ဘူး
တဘောပါရလားဘာမျိုးကြမှတ်အကောင်းမှမသိဘူးမှန်လားအဲ့ဒါအခုပြောနေတဲ့ဥစ္စာကဘာလို့တလဲ2-5-8-1ဘာလဲတော့ဟဲ့2-5-8-1ပါဗျာအပိုင်မျိုးကိုမင်းဆိုရင်ခင်ဗျာဘွယ်ဒီဝါသနာပါတော့တဲ့လက်တို့လိုက်အိုးအခုပြောနေတဲ့ပြင်းစရာဘယ်နှမျိုးပြောလဲပြင်းစရာလူမိုက်ကြီးကလူဘဝအလှပြက်ကြောင်းက2-5ဟုတ်တယ်မို့လားအခုဘာလို့တလဲလို့ဆိုတော့လူနဲ့ချစ်ခင်ကြောင်းတရားကဘယ်နှပါလဲအဲ့ဒီ8ပါးနဲ့ပေါင်းလိုက်တော့2-5-8ခဏလေးရက်ထားအောင်ခဏလေးရက်ထားအောင်ကနန်းနေတအားလိုချင်မနေနဲ့အောင်ယောဂီများသဘောပါရလားအဲဆိုရင်လူနဲ့ချစ်ခင်ကြောင်းတရား8ပါးကဘာလဲလို့မေးတော့နံပါတ်1ပိယဝါစာတဲ့ဘာလဲတော့ဟဲ့ပိယဝါစာပါဗျာချိုးချိုးသားသားပြောဆိုရမယ်ဘာလဲတော့ဟဲ့လူတွေနဲ့တွေချစ်ခင်ကြောင်းတရား8ပါးထဲမှာနံပါတ်1ကဘယ်လိုပြောမလဲနံပါတ်2ကစာကားတဲ့နံပါတ်2ကဘေးကန်းစွန့်ကြဲရမယ်တဲ့ဘာလဲတော့ဟဲ့ဘေးကန်းစွန့်ကြဲရမှာပါဗျာဘယ်နှမျိုးရတယ်ဒီ8ပါးကတော့ခင်ဗျားတို့တွေရှောင်ရမှာလားဆောင်ရမှာလားဒါကမများပြောရေးဆောင်ရမှာလားရှောင်ရမှာလားဆောင်ရမယ်တရားဖြစ်လေသောကြောင့်မမှတ်မိမှဆိုလို့နံပါတ်1ကနံပါတ်2ကနံပါတ်3ကပရဟိတတဲ့ဘာလဲတော့ဟဲ့အများကောင်းကျိုးဆောင်ရွက်ရမယ်တဲ့ဘာလဲတော့ဟဲ့အများကောင်းကျိုးဆောင်ရွက်ရမှာပါဗျာဘယ်နှမျိုးရတော့3မျိုးပါဗျာကျန်ကျန်တန်တန်ပြောတဲ့ပုဂ္ဂိုလ်ကိုလူရောချစ်ပါမလားချစ်ပါပါဗျာလူမချစ်ရင်နိုင်ရောချစ်ပါပါဗျာဘောပါရလားပါပါဗျာလောကကြီးကမြတ်မှတတာလေးဗျာမမြရင်မသားတော်တော်ကောင်းကြီးများရေပေးကမ်းစွန့်ကြဲမှုမှမလို့လိုချင်တာကြီးပဲပေးဖို့ကမ်းဖို့ကြတော့မသိဘူးသူစီရပဲလိုချင်တယ်ကိုယ်စီရပေးရကောင်းမှမသိတဲ့ပုံကိုယ်တွေကြတော့လောကကြီးလူတွေကချစ်ပါမလားချစ်ပါဗျာလူမချစ်ရင်နဲ့လဲချစ်ပါဗျာနှမျောမနေနဲ့လို့ပြောတာသူများဟာကြီးလိုချင်မနေနဲ့လို့ပြောတာမှန်လားမှန်ပါဗျာကိုယ်ဟန်လည်းပဲပေးမှဘာကချစ်မှာလူရောသဘောပါရလားလက်ချစ်တာမချစ်တာကကိုမြင်ရတာမဟုတ်ဘူးလူချစ်တာမချစ်တာရကြတော့သဘောပါရလားမကောင်းတာလှုပ်တာကောင်းတာလှုပ်တာကြတော့ကိုနဲ့နဲ့နဲ့မတည်ဘူးလားမကောင်းတာကောင်းတာလှုပ်တာကြတော့တခြားလူတွေကသိနိုင်မှာမလားအေးဒါလေးတွေလည်းပဲကွဲကွဲပြားပြားသိဖို့လိုတာပေါ့တော်ကောင်းကြီးကြီးပေးကမ်းစွန့်ကြဲလို့ရှိရင်တော်ကောင်းကြီးကြီးအောင်မြင်တယ်တဲ့လူချစ်တယ်နတ်ချစ်တယ်တဲ့မှန်ရလားမှန်ပါဗျာအားကြောင့်ယူရမှာတွေယူခြင်းစိတ်တွေများနေရမှာလားပေးခြင်းစိတ်တွေများနေရမှာအခုဒီတရားတွေနာရတဲ့အခါကျတော့ပေးခြင်းစိတ်တွေမများဘူးလားများပါဗျာများလို့မို့လို့လည်းပဲတော်ကောင်းကြီးတန်ဖိုးထမြင်လို့တဲ့အရာတွေကိုများများစားစားလိုက်ဝရတနာတွေများစွာတွေဘုရားကြီးဦးဇင်းတို့ရဲ့ဒီမှာကျောင်းတက်ကြီးမှာပစ္စည်းလေးပါးတွေထောက်ပံ့လူတန်းစက္ကန့်နေကြတယ်ဆိုတော့မသေးကြဘူးလားသိပါပါဗျာ။ကောင်းပြီတော်ကောင်းကြီးယူတဲ့သူနဲ့လူတဲ့သူဘယ်သူတွေများတော့ရေးပြောလေရေးပြောလေယူတဲ့သူနဲ့လူတဲ့သူနဲ့ဘယ်သူကများတော့သဘောပါရလားပေးကမ်းစွန့်ကြဲခြင်းရလည်းပဲတော်ကောင်းကြီးများကြီးလူလဲချစ်တယ်နတ်လဲချစ်အဲကြောင့်ပေးကမ်းများများစွန့်ကြဲဖို့မအရေးမကြီးဘူးလားဘယ်နှမျိုးရတော့ပရာဟိတများကောင်းကျိုးဆောင်ရွက်ရမယ်လို့လည်းမပြောဘူးလားကိုကျိုးကြီးလည်းပဲကိုမြင့်စော်ကြီးလုံမနေနဲ့တဲ့ဗျမှန်လားကိုချမ်းသာဖို့ကြီးလည်းပဲလုံမနေနဲ့တဲ့ရဲရေးရွာရေးတိုင်းရေးပြည်ရေးကျောင်းကံမရမြို့ဘာသာသာသနာတို့သာသနာတော်ကြီးတို့ဆောင်ရှောင်းပါဟေးကျောင်းကံမရပါလေလုံးเสียရှိသလဲတပြည့်စည်းလဲเสียရှိသလားရေခက်เสียရှိသလားတန်ရှင်းလို့เสียရှိသလားဝေယဝဇ္ဇာတွေလည်းမများစွာလုပ်ပြီးတော့ပရဟိတတွေများစွာလုပ်ရမယ်လို့ပြောတာဗျာမှန်ရလားမှန်ပါဗျာဒါဆိုရင်လူချစ်တယ်နတ်ချစ်တယ်လို့မပြောဘူးလားပြောပါတယ်ဗျာသဘောပါရလားမှန်ပါတယ်ဗျာဒါဆိုရင်ယနေ့စကားလုံးလေးနဲ့ပြန်သုံးလိုက်တော့ကြောက်လားအများအကျိုးဆောင်အများအကျိုးမဆောင်ဒါဆိုရင်ကိုကျိုးမအောင်နေတဲ့ပုံကိုယ်တွေတညီတဲ့ညီတညောင်နဲ့ညောင်နေတဲ့သူတွေကဘာကျိုးမအောင်မဆောင်လို့လဲညီးကျင်နေသလားညီးပါဗျာမလီကိုရောကြီးလူကျင်နေကိုရောရဲ့သိလားမလီသူများတွေလူရမြင်ရတော့အားကြတယ်ကိုရောရဲ့
ခေတ်ကာလကလည်းကိုတော်သိတဲ့အတိုင်းပဲလေဗန်ဒီကလည်းထုတ်မရကိုဘက်ကတမျိုးနဲ့ကိုစစ်ကတမျိုးနဲ့အမလီအမျိုးမျိုးကိုတော်ရဲ့အမလီသူများလေးလူတာတပည့်တော်အဝေးကနေပဲသာဓုခေါ်နေရတယ်ကိုတော်သိလာတပည့်တော်ကလူချင်းတာနော်တခါတခါမဗျာလူချင်းတယ်လို့ပြောလိုက်တဲ့ပုံကိုကြီးတွေကြည့်လိုက်တော့လည်းပဲဆွဲကြိုးကုန်းကြီးတွေလက်ကောက်ကြီးတွေကတကားကားနဲ့နော်ဗဇက်ကပဲပြောနေတယ်လက်ကမပါဘူးဆိုတဲ့တဘောလည်းမသိနော်ယောဂီသဘောပါရလားအမလီအပြောကတော့ကောင်းတယ်နော်အပြောကတော့ကောင်းတယ်မနှောတွေတဘောတွေကကောင်းတယ်တော်ကောင်းကြီးများရေမှန်လားမှန်ပါဗျာဘာဖြစ်မဲ့လို့ကိုတိလက်ရောက်ကြတော့ပါသလားဆိုတော့မှန်ပါဗျာအပအောင်ကြိုးစားအောင်ပါအောင်ကြိုးစားအောင်မှန်လားအမလီဗမာပေကြီးဖြစ်ပြနေတာဟေးပြစ်လိုက်ကြတာဒုက္ခတွေရောက်နေလိုက်တာဒုက္ခကောင်းကောင်းမှအခုတရားနာရတဲ့သူများတွေမြတ်တော်တယ်အမလီသွားနေလာနေရတာပြေးနေလွှမ်းနေရတာဟဲ့စားချင်နိုင်မစားရဘူးအိတ်ချင်နိုင်မအိတ်ရဘူးဝတ်ချင်နိုင်မဝတ်ရဘူးဟဲ့တို့ကတော့တရားနေနာနေရတာစတောင်းနေရတာဟိုမှာမစားနိုင်မိတ်နေတနာစီရကောင်းလိုက်တာဟဲ့ဆိုပြီးတော့ကိုစားနေတဲ့ထမင်းပကံထဲကနေပြီးမြန်ဝတ်သားတော့ဘယ်နှသုံးဖဲ့ပေးမယ်စိတ်ကူးတော့တခါတခါမှမြတ်သဘောပါရလားအော်ဒုက္ခတော်ကောင်းကြီးများရေတဘောနဲ့မနှောပဲကောင်းနေတာပဲဘာလဲတော့ဟဲ့ဩကံလေးနဲ့ထည့်ပြောလိုက်တော့ဝစီကံနဲ့မနောကံနဲ့ပဲကောင်းနေတာဘာလဲတော့ဟဲ့တနာစီကောင်းလိုက်တာအေးငါတို့မလဲမလေးတို့စီတွေဒါမှလို့တယ်စားဖို့တောက်ဖို့နေဖို့ထိုင်ဖို့မပူရတာဟိုမလေးသူများနေမြန်ပြေးလွှာနေတာဟဲ့တနာစီဟဲ့ကြည်ရတာမြင်ရတာမကောင်းဘူးဟဲ့စိတ်ကာတာရောက်နေတာတော်ကောင်းကြီးများကြီးလက်ကပါသလားဆိုတော့ပါပါဗျာရပါလိမ့်မယ်ခင်ဗျားတို့တွေလူချင်းနဲ့ချမ်းသာဒုက္ခကြီးတွေရပါလိမ့်မယ်ခင်ဗျားတို့တွေမှန်ရလားမှန်ပါဗျာအမလေးကိုဖြစ်ကိုပခံတူဖြစ်ဒုက္ခံမဲ့ဟဲ့မြတ်စွာဘုရားကဝိနည်းဒုက္ခိတဒုက္ခိတတတ္တဝါတွေတော်ကောင်းကြီးများကြီးလဲနေရင်အားငယ်နေရင်အခုတော့လဲနေလဲပဲတေးလေးလှုပ်ချင်အောင်ဟဲ့ဆိုပြီးတော့ဒီလိုတွေကဓမ္မကများတယ်မှန်ရလားဟိုတော့ကဗမာလူမျိုးကအားငယ်ရင်မပေးရမှာအခုအားပေးဖို့နေသားတာမလေးကိုယ်တိုင်နဲ့ကိုယ်ကတို့ကအဲ့ဒါကြောင့်မလို့အစတည်းကဟင်းအင်းကိုလုံးမကိုစားရတာဟေးမလေးဟေးကကြွေးကြော်လိုက်သေးတာတခါတခါမှမြတ်သဘောပါရလားဩနိုင်ငံရေးတရားကျုပ်ဟောနေတာမဟုတ်ပါဘူးဗျလူအမျိုးမျိုးစိတ်ရဖုံဖုံပါဗျာကိုခံယူချက်နဲ့ကိုပါတို့တော်တော်ကောင်းကြီးရှိတဲ့ရှိတိုက်တဲ့စိတ်ထားလေးတွေရှိတဲ့ရှိတိုက်တဲ့သဘောလေးတွေလှုပ်တဲ့လှုပ်တိုက်လေးတဲ့တော်ကောင်းကြီးများရေမနှောလေးတွေကိုမူရနှုတ်မူရလေးတွေတော့ယဉ်ကျေးဖို့မကောင်းဘူးလားမှန်ပါဗျာသဘောပါရလားတော်ကောင်းကြီးများရေယနေ့ကမ္ဘာလောကကြီးကသေနေတာကိုဝမ်းသာတဲ့လူမျိုးကတော်ကောင်းကြီးများရေတို့ဗမာလူမျိုးဟိုတုန်းကမရှိခဲ့ဘူးအဲ့တော့ဒါလေးတွေလည်းပဲစင်ကြင်မှုကောင်းတဲ့တော်ကောင်းကြီးရဲ့လူတစ်ယောက်နဲ့တစ်ယောက်ကအစွန်းရောက်သွားပြီဆိုလို့ရှိရင်အဲ့ဒါဘာလို့တလဲလို့မေးရင်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ဝတ်ကြွေးတော်ဝိပတ်တော်ထဲမှာကြည့်လိုက်ဟိုမှာငါးဖမ်းနေတဲ့တန်ဃာတွေငါးဖမ်းလာတဲ့ငါးကပြောလက်ပလက်နဲ့ရေပေါ်ကနေကုန်းပေါ်တင်တော့အဲ့ဒါလေးကိုမြတ်စွာဘုရားအလောင်းကကြည်ပြီးတော့ဝမ်းသာတာကလေးဆိုတော့ဟာကြည်ရတာမြင်ကွန်းလေးကဘာလို့တလဲသူများဘာလို့တလဲဒုက္ခရောက်နေတာကိုမြတ်စွာဘုရားဘာလို့တလဲဝမ်းသာခဲ့ဘူးတဲ့ဖယားဖြစ်တော့ကြတော့ဘာကြိုက်မှန်ရလားဝတ်ကြွေးတွေတော့ကြောက်เสียကောင်းတယ်မှန်ရလားမှန်ပါဗျာသတိထားเสียကောင်းတယ်တော်ကောင်းကြီးများရဲ့အဲ့ဒါလေးတွေတို့ဗမာပြည်ကဒကာဒကမတွေတို့နယ်ကဒကာဒကမတွေအဲ့ဒီထဲမှာပါစေနေအောင်သူများဒုက္ခရောက်နေတာကိုဝမ်းတာဓာတ်တဲ့စိတ်ရင်းနှလုံးရင်းဟာတော်ကောင်းကြီးများရဲ့ဒါဟာအမှန်တရားလုံနေတယ်လို့ပြောလို့မရဘူးမှန်ရလားကျုံနိုင်ငံရေးတရားဟောနေတာမဟုတ်ဘူးနိုင်ငံရေးနားမလည်ဘူးနိုင်ငံရေးပရိယေလည်းမကြွယ်ဝဘူးတော်ကောင်းကြီးများရေမှန်ရလားမှန်ပါဗျာဗုဒ္ဓရဲ့ရှုထောင့်ဓမ္မရဲ့ရှုထောင့်ကနေပြီးတော့ဗုဒ္ဓဟောတဲ့တရားရှုထောင့်ကနေပြီးတော့သင်ပြခြင်းဖြစ်ပါတယ်မှန်ရလားမှန်ပါဗျာအဲ့တော့တော်ကောင်းကြီးများရေဗုဒ္ဓဘာသာရဲ့အဆုံးအမဘုရားရဲ့အဆုံးအမဟာသူများချမ်းသာရင်သူများတွေအစဉ်ပြေရင်ဝမ်းသာရမယ်သူများဒုက္ခရောက်နေရင်ဘာလို့လဲဘယ်လိုကူညီရမလဲဘယ်လိုထောက်ပံ့ရမလဲဆိုတဲ့စိတ်ကောင်းနှလုံးကောင်းမွေးရမယ်ဆိုတာမသေးကြဘူးလားအခုတော့ကိုလူမျိုးချင်းဘာလို့တလဲအာဂန္တရံညိုးတွေဖွဲ့ပြီးတော့တော်ကောင်းကြီးများကြီးတစ်ဖက်နဲ့တစ်ဖက်အမုန်းအာဂန္တတွေပွားပြီးတော့တော်ကောင်းကြီးများကြီးအမှန်တရားကိုရှာရင်းနဲ့တို့ဗမာနိုင်ငံကဒကာဒကမတွေဘာလို့တလဲသံဃာတွေပြမတတ်တဲ့အကျင့်တွေဖြစ်လာပြီးသူများသေးတာကိုဝမ်းသာရတဲ့အကျင့်တွေဖြစ်လာပြီးသူများမှမဟုတ်ဘူးကျွတ်တို့ကိုဖြစ်ဖူးတယ်မှန်လားမှန်ပါဗျာ
အမလေးဟောနေတဲ့ဘုန်းကြီးလည်းဖြစ်ဘူးတယ်ဒါပေမဲ့လို့ကိုတတိပြန်သိရင်ဒီစိတ်ကမဖြစ်ကောင်းတဲ့စိတ်ပဲဒီတရားကမဖြစ်ကောင်းတဲ့စိတ်ပဲဒီတဏ္ဍာငါတို့ရဲ့ဒီစိတ်တွေကငါတို့တဏ္ဍာမှာမရှိတဲ့စိတ်တွေကစိတ်နေတဲ့ဘောဓာတွေပဲလို့ကိုတတိပေးပြီးမဆုံးမရဘူးလားဆုံးပါပါဗျာတော့ပါရလားပါပါဗျာတို့လောကကြီးကမကောင်းတဲ့သူကိုလိုရှိတာလားကောင်းတဲ့သူကိုလိုရှိတာကောင်းတဲ့သူကိုလိုရှိတာပါဗျာမမှန်တဲ့သူကိုလိုရှိတာလားမှန်တဲ့သူကိုလိုရှိတာအဲ့ဒါလောကကြီးရဲ့လူသားတွေရဲ့ခံယူချက်ပဲတို့တော်တော်ကောင်းကြီးမြတ်ရဲ့အကြောင်းကောင်းမှာကျိုးကောင်းပါဗျာအကြောင်းမကောင်းရင်ကျိုးကောင်းပါဗျာဒါကကျတော့လောကုတ္တရာရှုတော်ကဗုဒ္ဓရဲ့ရှုတော်ကနေပြီးတော့တရားဒေသနာတော်နဲ့တိုက်ပြီးတော့ပြောတဲ့တရားစကားဆိုတာမသေးကြဘူးလားသိပါပါဗျာအဲဆိုရင်ဒီလိုမျိုးအကြောင်းဆိုးတွေအကျိုးဆိုးတွေနဲ့ကြုံတွေ့နေရတာကတော်ကောင်းကြီးမြတ်ရဲ့အကြောင်းတရားဆိုးခဲ့လို့ဆိုတော့ဘသူကိုယ်တိုင်လုပ်ခဲ့တာဦးဇင်းတို့ကိုယ်တိုင်လေးလုပ်ခဲ့တယ်သူတော်ကောင်းတို့ကိုယ်တိုင်လေးလုပ်ခဲ့လို့မလို့ဒီလိုမျိုးဆိုးကျိုးတွေနဲ့ကက်ဆိုးကြီးနဲ့စနစ်ဆိုးကြီးနဲ့လာကြုံနေရတယ်ဆိုတာမသေးကြဘူးလားသိပါပါဗျာဟိုလူလက်ညှိုးတို့ဟိုလူပြစ်တယ်ဒီလူလက်ညှိုးတို့ဒီလူအပြစ်တင်နေလို့ရှိရင်သူပြစ်တယ်သူမားလို့သူပြစ်တယ်ကိုပြန်မကိုအပြစ်တင်ဆိုရင်ဒီအပြစ်တင်ပွဲကြီးဘယ်တော့ပြီးမှလဲသိပါပါဗျာမှန်လားမှန်ပါဗျာသူဒုက္ခရောက်နေလို့ तू ကဘာလို့တလဲမကျေနပ်တာလို့ကိုကရန်ညိုးပွဲကိုမကျေနပ်တာပြန်လို့တော့ तू ကရန်ညိုးပွဲနဲ့ဒီမကျေနပ်ပွဲကြီးဘယ်တော့ပြီးမှလဲကိုမကျေနပ်လို့သူ့ကိုဓာတ်နဲ့ထိုးတယ်သူမကျေနပ်လို့ကိုယ့်ရဲ့ဘာလို့လဲကိုယ့်ကိုဓာတ်နဲ့မထိုးတော့မှသူ့ရဲ့မျိုးဆက်ကကိုသားသမီးဓာတ်နဲ့ထိုးဒီဓာတ်ထိုးပဲဘယ်တော့ပြီးမှလဲမှန်ပါဗျာမှန်လားမှန်ပါဗျာသူမကျေနပ်လို့ကိုယ့်ကိုဆဲတယ်ကိုမကျေနပ်လို့ပြန်ဆဲတယ်ကိုကဆဲမခံရပေမဲ့လို့ကိုယ့်ရဲ့သားစဉ်မျိုးဆက်ကသူ့ကိုပြန်ဆဲသူ့ရဲ့သားစဉ်မျိုးဆက်ကကိုယ့်ကိုပြန်ဆဲဒီဆဲပွဲကြီးဘယ်တော့ပြီးမှလဲမှန်ပါဗျာမှန်လားမှန်ပါဗျာသဘောပါရဲ့လားကမ္ဘာလောကကြီးကဒါကြောင့်တော်ကောင်းကြီးများရေဦးဇင်းတို့မနေကြတော့မှစာလေးသဘုတ်ခန်းစားပြီးရေးတယ်ယံမဖြစ်တာအကောင်းဆုံးပဲဆိုပြီးတော့မှန်လားမှန်ပါဗျာဒါကြောင့်ယံဖြစ်ရတာကယံဖြစ်ပြီဆိုတာနဲ့ဘဒုကိုယ်တိုင်အရင်ပူတာဘဒုအရင်ပူတာတော့နားလည်ရလားအဲကြောင့်ဘုရုဇဉ်စိတ်တွေဆိုတာဦးဇင်းတို့နားလေတယ်တို့ပေမဲ့လို့လည်းပဲလှုပ်တဲ့ရှိတဲ့ဖြစ်တိုက်တဲ့အရာတွေကိုပဲဖြစ်ပြီးတော့မရှိတဲ့မလှုပ်တိုက်တဲ့အရာတွေကိုတော့မရှိတိုက်အောင်မဖြစ်လာအောင်ပိတ်ပင်တားဆီးပြီးထိမ့်သိမ့်ဖို့မလိုဘူးလားဒီအကြောင်းတရားတွေကဘုရုစီကပဲထွက်လာတဲ့အကြောင်းတရားတွေလဲဆိုတော့ဒီစိတ်ကိုမနိုင်လို့ဆိုတာမသေးကြဘူးလားသိပါပါဗျာနားလည်ရလားနားလည်ပါဗျာကောင်းပြီဒါဟာများကောင်းကျိုးဆိုတဲ့စကားလုံးကနေထွက်သွားတာဘယ်နှမျိုးရသွားပြီလဲ၃မျိုးရသွားပြီမှန်လားမှန်ပါဗျာချိုသားသားပြောဆိုရမယ်ဘေကံစွန့်ကြရမယ်အများကောင်းကျိုးဆောင်ရွက်ရနောက်နောအမနာပဝါစီတဲ့ဂုံတိုက်တဲ့စကားအတင်းဖြင့်မပြောနဲ့တဲ့ဗါလဲတော့ဟဲ့ဂုံတိုက်တဲ့စကားအတင်းဖြင့်မပြောပါဗျာတယောက်နဲ့တယောက်စိတ်တက်ကွဲပြားမဲ့စကားတယောက်နဲ့တယောက်ကွဲသွားစေမဲ့စကားကိုမပြောရဘူးတဲ့ရှေ့တင်သမျိုးကွဲရသမျိုးဟိုလူရှေ့ကြတော့သမျိုးဒီလူရှေ့ကြသမျိုးဆိုပြီးတော့အတင်းအပြင်းနေမပြောရဘူးတဲ့ဘုရားတို့ပြောခဲ့ပြီးလောလလျက်ပေါ်လော်လီတာလူမိုက်တွေရအလုပ်ပဲမှန်ရလားမှန်ပါဗျာအဲ့တော့ကိုမကြိုက်တာတော်ကောင်းကြီးများကြီးကိုမကြိုက်တာပဲပဲလို့ကိုမကြိုက်တဲ့အတိုင်းလိုက်ပြောနေတစ်ဖက်လူကဘာလို့လဲအမှန်တရားလုပ်နေတယ်ဆိုရင်ကိုမကြိုက်တာကကိုယ်စိတ်ကိုပဲအရင်ပြင်ရမယ်ဆိုတာမသေးကြဘူးလားသိပါပါဗျာမကြိုက်နေတာကမမြင်တတ်နေတာကမဒုစိတ်တော့ကိုယ်စိတ်ဒါကြောင့်ကိုယ်စိတ်ကိုအရင်စီစစ်ပြီးကိုယ်စိတ်ကိုအရင်ပြင်နိုင်အောင်ကြိုးစားသမှာဒါကြောင့်စိတ်ထားလေးတာပြင်နိုင်ပါဗျာမှန်ရလားမှန်ပါဗျာဘာလဲတော့ဟဲ့စိတ်ထားလေးတာပြင်နိုင်ပါဗျာသူ့ကိုမမြင်နိုင်နေတဲ့အကောင်းမမြင်နိုင်နေတဲ့ကိုယ်စိတ်ကတော်ကောင်းကြီးများကြီးသူ့ကိုလိုက်ပြီးတော့မကောင်းမြင်နေရမှာလားကိုယ်စိတ်ကိုပြင်ရမှာလားကိုယ်စိတ်ကိုပြင်ရမှာပါဗျာဘုရုကိုယ်စိတ်ကိုပြင်လို့ရှိရင်တော်ကောင်းကြီးများကြီးငြိမ်းချမ်းမယ်ဆိုတာမသေးကြဘူးလားသိပါပါဗျာကဲဘယ်နှမျိုးရတော့ပြန်ပြောပါဦးချိုသားတာပြောရမယ်ဘေကံစွန့်ကြရမယ်အများကောင်းကျိုးဆောင်ရွက်ရမယ်ဂုံတိုင်းတဲ့စကားအတင်းဖြင့်မပြောရဘူးဂုံတိုင်းတဲ့စကားအတင်းဖြင့်မပြောရမှန်ရလားဗျာနောက်တစ်ခုဝတ္တပရိပူရီတဲ့ဗါတယ်တော့ဟဲ့ဝတ္တပရိပူရီပါဗျာလောကဝတ်ဓမ္မဝတ်ကြည်မွန်ရမယ်တဲ့ဗါတယ်တော့ဟဲ့လောကဝတ်ဓမ္မဝတ်ကြည်မွန်ရမှာပါဗျာဘုမေဆိုရင်မိဘမှာမိဘရဲ့တာဝန်ဝတ္တရားမရှိဘူးလားရှိပါတယ်ဗျာဆရာမှာဆရာရဲ့တာဝန်ဝတ္တရားမရှိဘူးလားရှိပါတယ်ဗျာအဲ့တော့တပည့်မှာတပည့်ဝတ္တရားမရှိဘူးလားရှိပါတယ်ဗျာသာသမီမှာသာသမီဝတ္တရားမရှိဘူးလားရှိပါတယ်ဗျာအဲကြောင့်ကိုယ်တာဝန်ကိုကြည်လို့ရှိရင်တော်ကောင်းကြီးများကြီးနေရတဲ့လောကကြီးကကျင့်တဲ့စရာမကောင်းဘူးလားကောင်းပါတယ်ဗျာ
ကိုယ်သာဝန်ချက်ခြေရခေါင်းမမသိခြေအောင်လုံးမယ်မသိပဲနဲ့သူများသာဝန်နေမခြေတာကိုလိုက်အပြစ်မြင်ဂုံးတိုက်အတင်းချောနေလို့ရပါမလားမရပါဘူးဗျာအဲကြောင့်ကိုယ်သာဝန်ဒီလောကဝတ်ဓမ္မဝတ်ခြေမွန်ရမယ်တဲ့ဓမ္မဝတ်ဟောပေါ်ညွန်ပြလမ်းပြပေးနေတဲ့ဆရာကောင်းသမားကောင်းတွေကစေတနာပါစိတ်စေတနာအပြည့်နဲ့တရားတွေဟောတယ်အချိန်တွေပေးပြီးစာတွေကြည့်ပြီးတော့နေတွေညတွေကြည့်ပြီးတော့တော်ကောင်းကြီးများဒီတရားတွေဆိုတာကဟောရတာပါဒီတရားတွေကိုဟောနေတဲ့ပုဂ္ဂိုလ်တွေကလည်းပဲလိုက်နာကျင့်သုံးရပါတယ်ဟောနေတယ်ပြောနေလို့မရဘူးတော်ကောင်းကြီးများတဘောမှာရောကိုယ်စိတ်ထဲမှာကိုဆွဲပြီးတော့ဒီတရားတွေကကိုယ်တိုင်လည်းပဲကျင့်သုံးမှုတွေများစွာမလုပ်ရဘူးလားလုပ်ရတယ်စေတနာပါနဲ့ဟောနေတဲ့ဒီဓမ္မတွေကိုတို့တက္ကရာတွေကလည်းပဲဘာလို့လဲဓမ္မဝတ်ကြည်မွန်အောင်ကိုယ်တိုင်ကလည်းပဲဟောနေတဲ့တရားတွေကိုနာခံမှတ်သားပြီးလိုက်နာကျင့်ကြံကြိုးစားပွားများအားထုတ်ဖို့လည်းမလိုအပ်ဘူးလားလိုအပ်တယ်မနေ့တော့ဦးဇင်းတို့ရဲ့တပည့်မလေးတယောက်ပြောမိတယ်ဘာပြောသလဲဆရာသမားတွေဆိုတာကပြောလိုက်တယ်ဒီစကားလုံးပြောတယ်ဆိုတာဟာရစေခြင်းလို့ကောင်းစေခြင်းလို့ပြင်းစေခြင်းလို့အဲ့ဒါကိုရစေခြင်းကောင်းစေခြင်းပြင်းစေခြင်းတဲ့စကားလုံးကိုပြောလိုက်တယ်နားမထောင်ဘူးဆိုရင်တေးကြတယ်အဲ့ဒါဘာလို့လဲလောကဝတ်တယ်မဟုတ်ဘူးဓမ္မဝတ်မကြည်မွန်တာပဲမှန်ရလားမှန်ပါဗျာဓမ္မဝတ်မကြည်မွန်တာပဲဆရာသမားတွေကိုဘာလို့လဲလို့မေးရင်ဒါကဘာလို့လဲကန့်လန့်တိုက်တာပဲလို့ဒီလိုပြောလို့ရတယ်မှန်ရလားမှန်ပါဗျာအဲကြောင့်ဓမ္မဝတ်လည်းကြည်မွန်အောင်လုပ်ကြပါကဲဘယ်နှမျိုးရသွားမှန်ပါဗျာရောဘယ်နှမျိုးရသွားပြီလဲမှန်ပါဗျာနံပါတ်1ကချိုသာပြောရဘေကံစွန့်ကြရအများကောင်းကျိုးဆောင်ရွက်ရမယ်ဂုံးတိုက်စကားတင်းပြင်းမပြောရဘူးလောကဝေဓမ္မဝေကျင့်မွန်ရမှန်လားနောက်တစ်မျိုးကသီလတဲ့ကိုကျင်တရားကောင်းရမယ်တဲ့နောက်တစ်မျိုးကကိုကျင်တရားကောင်းလို့ရှိရင်လည်းပဲလူလဲချစ်တယ်လို့နတ်လဲဇာရိတကောင်းအောင်ကြိုးစားမှန်လားဇာရိတကောင်းအောင်ကြိုးစားဇာရိတကောင်းမှကိုကျင့်သီလတွေကောင်းမှလူလဲချစ်မယ်နတ်လဲချစ်မယ်ဆိုတာမသိကြဘူးလားသိကြပါဗျာဘလောက်ပဲချမ်းသာနေပါစေဘလောက်ပဲယာလူတွေကြည်နေပါစေဘလောက်ပဲအောင်မြင်နေတဲ့စီးပွားရေးပညာရှင်ကြီးတွေဖြစ်နေပါစေဘလောက်ဆရာဝန်ကြီးတွေဖြစ်နေပါစေဇာရိတမကောင်းဘူးကာရိတမကောင်းဘူးကိုကျင့်သီလတွေမကောင်းဘူးဆိုရင်လူလဲမချစ်ပါမလားချစ်ပါဗျာနတ်လဲချစ်ပါမလားချစ်ပါဗျာအားကြောင့်ကိုကျင့်သီလကောင်းအောင်လည်းပဲမကြိုးစားရမှာလားကြိုးစားရမှာကြိုးစားရမှာပါဗျာဘယ်နှမျိုးရတော့အဲ့ဒီကြောင့်မျိုးတော်ကောင်းကြီးများရဲ့မမိအောင်ပြန်ပြောနံပါတ်1ကချိုသာပြောရမယ်ဘေကံစွန့်ကြရအများကောင်းကျိုးဆောင်ရွက်ရဂုံးလိုက်တဲ့စကားတင်းပြင်းမပြောရလောကဝေဓမ္မဝေကျင့်ဝင်ရကိုကျင်တရားကောင်းရနောက်တစ်မျိုးကဘာလို့လဲစူးစမ်းဆင်ခြင်တတ်တဲ့တရားရှိရမယ်တဲ့ဘာလဲတော့ဟဲ့ဒါကမှားသလားဒါကမှန်သလားဒါကလှုပ်တယ်သလားဒါကမလှုပ်တယ်ဘူးလားဒါကပြောတယ်သလားဒါကမပြောတယ်ဘူးလားဒီမူရာမျိုးထားတယ်သလားဒီမူရာမျိုးမထားတယ်ဘူးလားဒီစိမ်မျိုးမွေးတယ်သလားဒီစိမ်မျိုးမမွေးတယ်ဘူးလားဆိုပြီးတော့စူးစမ်းဆင်ခြင်ရမယ်ဆိုတာမသေးကြဘူးလားသိပါပါဗျာအဲ့ဒီစူးစမ်းဆင်ခြင်ပြီးတော့ဉာဏ်နဲ့ရှင်မယ်ဆိုလို့ရှိရင်လူရောချစ်မယ်နတ်ရောချစ်မယ်ဆိုတာမသေးကြဘူးလားသိပါပါဗျာဘယ်နှမျိုးရတော့နောက်တစ်မျိုးတော့တော်ကောင်းကြီးများရေဘာလို့လဲအကောရတဲ့ဘာလဲတော့ဟဲ့အကောရပါဗျာအမျက်ဒေါရမထွက်ရဘူးတဲ့ဘာလဲတော့ဟဲ့အမျက်ဒေါရမထွက်ရဘူးတဲ့အမျက်ဒေါရထွက်မယ်ဆိုရင်လူမုန်းလိမ့်မယ်နတ်တွေမုန်းလိမ့်မယ်လို့ဒီလိုပြောတာမှန်လားမှန်ပါဗျာအမျက်ဒေါရမထွက်ဘူးမေတ္တာနဲ့နေမယ်ဆိုရင်လူလဲနတ်လဲဘယ်နှမျိုးပြီးတော့ကောင်းပြီဗျာကြိုးစိုးစားနဲ့စေတနာထားပြီးတော့ကျောင်းတိုင်းမှာလာကြတဲ့ပုဂ္ဂိုလ်တွေလာရာကျိုးလေးနှောက်အောင်ပြန်တောင်မှပြန်ရာကျိုးလေးနှောက်အောင်လို့မို့လို့စေတနာထားပြီးတော့စိတ်ရင်းအမှန်နဲ့ကျေးဇူးဆက်နေတဲ့တရားဖြစ်လေသောကြောင့်တော်ကောင်းကြီးများကြီးဘယ်ဟာကိုအရင်ပြင်ရမလဲစိတ်ထားဘောပါရလားဘမေဇော်ရေကျုပ်ပြောလာတဲ့အကြောင်းအရာဘယ်နှမျိုးပြည့်သွားပြီလဲ10မျိုးပြည့်သွားပြီခေါင်းစည်းအနေနဲ့ပြောပါဆိုရင်4မျိုးပြီးမသွားဘူးလားနောက်တစ်မျိုးကဘာလို့လဲစိတ်ကိုပြင်နိုင်တူတဲ့ဘာလဲတော့ဟဲ့စိတ်ကိုပြင်နိုင်တူပါဗျာဒုနိကသလောနောယတဂမနိဗ္ဗာသိနောစိတ်တသဓမ္မထောသာတို့စိတ်တန်ဒုက္ခဝဟံဒုနိကသနေနေမို့ရရင်မတန်ခဲရင်ပါဝိထသောလောနောလျင်မြန်သောဖြစ်ခြင်းပြည့်ခြင်းလည်းရှိပါဝိထသော
ယတာကမနိဗ္ဗာန်သိနောသူပြောမွေရာယုံကမကုံတို့၌တာကြာရောက်ပြောမွေနေလေရှိသောစိတ်သတ္တလောဘဒေါသမမာနတွေယံညူဖွဲ့တဲ့အာဂန္တတွေမနာလိုဝန္တောဝိသမစ္စေရာစတဲ့တရားစိုးတွေကြောင့်ရိုင်းကျင်နိုင်ရိုင်းလို့နေတဲ့စိတ်ကိုဓမ္မထောတတိသမာရိယသိဉာဏ်ပညာတွေနဲ့ဆုံးမထားမယ်ဆိုရင်သာတို့သိပြီးတော့ကောင်းတယ်တဏ္ဍတတိသမာရိယသိဉာဏ်ပညာတွေနဲ့ဆုံးမထားလို့ယဉ်ကျေးသွားတဲ့စိတ်တန်စိတ်တည်ဒုက္ခဝံယနေ့ကဘာလူရာတွေလူချင်းနေတဲ့ချမ်းသာဒုက္ခအစစ်အမှန်ကိုယူဆောင်ပြီးနိုင်ပါရဲ့လို့တဏ္ဍနဲ့လူတို့ဆရာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသည်အာဝေါဇံကရုဏာရှိသောမေတ္တာဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါ၏တည်းတတိတရားလက်ကင်ထားပြီးတော့တတိသမာဓိကိုယ်စိတ်ကိုကျင့်အောင်ထားပြီးတော့အသိဉာဏ်ပညာမာသလားမှန်သလားကိုဆုံးဖြတ်ပြီးတော့ကိုယ်စိတ်ကိုထိမ့်သိမ့်နိုင်တဲ့ပုဂ္ဂိုလ်ကိုယ်စိတ်ကိုကွန်ထရိုးလိုက်နိုင်လုပ်နိုင်တဲ့ပုဂ္ဂိုလ်ဟာအောင်မြင်လည်းမဲ့ပုဂ္ဂိုလ်ကြီးဝါမဲ့ပုဂ္ဂိုလ်လူချစ်နတ်ချစ်ပြမချစ်ပြီးအဆုံးတန်တရာမှာဝဲဩကမှာမလဲရတော့ဘဲနဲ့နောက်ဆုံးအထွက်နိဗ္ဗာန်ရောက်မယ်ဆိုတာဧကံပါပဲတဲ့မှန်လားအားကြောင့်စိတ်ကိုပြင်နိုင်တဲ့ဒုဟာသတော်ကောင်းကြီးမြတ်ကြီးကမ္ဘာလောကကြီးမှာရောက်လာတဲ့လူဘဝမှာနေရတာပြောသလိုသေရမှာလည်းပဲပြောပါလိမ့်မယ်နေရမှာမကြောက်သလိုသေရမှာလည်းပဲမကြောက်တဲ့သူဖြစ်ပါလိမ့်မယ်မှန်လားမှန်ပါဗျာဘာကိုပြင်နိုင်တဲ့သူစိတ်ကိုပြင်နိုင်တဲ့သူပါဗျာအားကြောင့်စိတ်ကိုပြင်နိုင်ပြီးတော့မိမိတို့ရဲ့ဘဝမှာစိတ်ချမ်းသာရေးတွေနေ့စဉ်တွေးပြီးဘဝဒုက္ခပြဿနာတွေကိုကိုယ်စိတ်ကိုယ်စစ်ကိုကြောင့်ကိုသိကိုလုံးရမဲ့တာဝန်ကိုကျင်မွန်ပြီးတော့ကိုစိတ်ဒီအဓိကဖြစ်လေသောကြောင့်ဒီစိတ်လေးတံပြင်လိုက်လို့ရှိရင်မကောင်းနေတဲ့စိတ်တွေမွေးမနေနဲ့ယုံညံ့နေတဲ့စိတ်တွေမွေးမနေနဲ့မထားတဲ့စိတ်ဓာတ်တွေမွေးမနေနဲ့မှန်သောကောင်းသောအလွင်တရာမှလေးစားအတူယူပဲကောင်းသောစိတ်ဓာတ်တွေကိုမွေးမြူပြီးတော့မကောင်းတာတွေပယ်ရှားကောင်းတာတွေပွားတဲ့ပွားများတဲ့များအောင်ကြိုးစားအထောက်နိုင်၍ဘဝအစင်တန်းနေမြင်မာကြတဲ့ရိယာသတော်စင်သတော်ကောင်းများဖြစ်နိုင်ကြပါစေလို့ဇန္နာပြုရင်းနဲ့အချိန်နာကြီးနဲ့စီနေသည့်အတွက်ကြောင့်သာတို့၃ချိန်ခေါ်တရားသိမ့်ကြစို့